အဲ့ဒီမြေခွေးကြီးကိုလူသားninjaတစုကလည်းအသေးအတန်တိုက်ခိုက်နေကြပါတယ်အဲ့ဒီအချိန်မှာအေယာမဖားကြီးတကောင်ပေါ်လာပြီးတော့သူ့အပေါ်မှာသပင်အဝါရောင်တဲ့လူတစ်ယောက်ရက်နေပါတယ်ထိုသူကတော့ကိုနိုဟာninjaရွာရဲ့၄ယောက်မြောက်ဟိုကာခဲ့ဖြစ်ပါတယ်သူကအရန်တော်တဲ့ ninja တစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့တိုက်ကွက်တွေကလှိမ့်မြန်လွန်းလို့ yellow flag လို့တော့အများကတင်စားခေါ်ဝေါ်ကြပါတယ်အဲ့ညမှာပဲသူကမြေခွေးမိတ်ဆာကြီးကိုချိတ်ပိတ်နိုင်ခဲ့ပြီးတော့သူကိုယ်တိုင်လည်းအသက်ပေးခဲ့ရပါတယ်တာယာတဲ့နေ့လေးတစ်နေ့မှာninjaပေါက်စာလေးတစ်ကောင်လူကြီးတွေကလိုက်ဖမ်းနေရပါတယ်အကြောင်းကတော့ကိုနိုဟာရွာရဲ့အထွတ်အမြတ်ဖြစ်တဲ့မျက်နှာပုံစံကြောက်တုံးကြီးတွေမှာဆေးရောင်ဆုံးချယ်ပြီးဆော့ထားလို့ဖြစ်ပါတယ်အမြဲပြုံးရွှင်နေတဲ့မျက်နှာသပင်အဝါရောင်နဲ့ပေါ်တော်ကောင်လေးရဲ့နာမည်ကတော့နာရုတိုဖြစ်ပါတယ်သူ့ဆရာအီရုကာမိသွားပြီးတော့စာသင်ခန်းထဲကိုညင်ညင်တတာပဲကြိုးတုပ်ပြီးတော့ခေါ်လာခဲ့ပါတယ်သူတို့ရွာမှာကျောင်းဆိုတာဟာစာရေးစာဖတ်အမိုက်ကောက်တာလောက်တင်တာမဟုတ်ဘဲနဲ့နင်ညာလောကမှာတက်အပ်တဲ့တိုက်ရေးခိုက်ရေးအပြင်ဂျူစုလို့ခေါ်တဲ့မှော်ဆန်ဆန်နင်ညာအတက်တွေကိုသင်ကြားပေးတဲ့နင်ညာအကယ်ဒမီဖြစ်ပါတယ်ဒီနေ့အတန်းမှာပုံပြောင်းဂျူစုလို့ခေါ်တဲ့ရုပ်ပြောင်းရုံလဲအတက်ကိုကျောင်းသားတွေကစာမေးပွဲဖြေချရမှာဖြစ်ပါတယ်ပထမဆုံးအဖြစ်ဆာကူရာဟာရူနိုလို့ခေါ်တဲ့ပန်းရောင်အင်ဂျင်နဲ့ကောင်မလေးကသူ့ဆရာအီရုကာအဖြစ်ပုံပြောင်းတာအောင်မြင်သွားပါတယ်နောက်တစ်လက်မှာတော့ဆာစကဲလို့ခေါ်တဲ့ဘာဝမဂယူးမဆိုင်တဲ့ပုံစံနဲ့ကောင်လေးကအေးအေးဆေးဆေးပဲအောင်သွားပါတယ်တတိယကတော့နာရူတိုရဲ့အလှည့်ဖြစ်ပြီးတော့အဝိမပါဆက်စီကြတဲ့ကောင်မလေးအဖြစ်ပြောင်းပြလိုက်ပါတယ်သူကိုယ်တိုင်ကအဲ့ဒါကိုဆက်စီဂျူဆူလို့နာမည်ပေးထားပါတယ်အဲ့ညမှာသူ့ဆရာကသူ့ကိုရွာရဲ့အကောင်းဆုံးနဲ့တဆိုင်နေတော့ရာမန်ဆိုင်မှာလိုက်ကြွေးပါတယ်နာရူတိုကရွာကိုကာကွယ်ဖို့အသက်ပေးခဲ့တဲ့၄ယောက်မြောက်ဟိုကာခဲ့အကြောင်းကိုပြောနေရင်သူလည်းတနေ့ဟိုကာခဲ့တစ်ယောက်ဖြစ်လာရမယ်လို့သူ့ဆရာကိုပြောလိုက်ပါတယ်နောက်တစ်နေ့အတန်းကတော့စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပြီးတော့ကျောင်းသားအားလုံးကကိုဘွားဂျူဆူကိုဖြေချရမှာဖြစ်ပါတယ်ကိုဘွားဂျူဆူဆိုတာကကိုနဲ့တပုံစံနဲ့တူတဲ့နောက်တစ်ယောက်ကိုဖန်တီးရတဲ့နေညာအတက်ဖြစ်ပြီးတော့နာရူတိုရဲ့အညံ့ဆုံးဂျူဆူလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲနာရူတိုကလွယ်လို့ကျန်တဲ့ကျောင်းသားတိုင်းစာမေးပွဲအောင်ပြီးဂန်နင်းလို့ခေါ်တဲ့အငယ်တန်းနင်ညာလေးတွေဖြစ်လာကြပါတယ်ဟိုကာခဲဖြစ်ချင်နေတဲ့နာရူတိုလည်းဂန်နင်းစာမေးပွဲမအောင်လို့ဝမ်းနေပြီးတယောက်တည်းဖြစ်နေချိန်မီဇူကီဆိုတဲ့နင်ညာတယောက်ကလာခေါ်သွားပါတယ်အဲ့ဒီညမှာပဲနာရူတိုကအန်ရယ်များလုံးလို့ဂျိတ်ပိတ်ထားတဲ့လှုပ်ဝက်စာလေးကိုဟိုကာခဲရုံးခန်းကနေခိုးလာပြီးစာလေးရဲ့ပထမဆုံးမျက်နှာမှာပါတဲ့ထက်ဆင့်ကိုဘွားဂျူဆူအကြောင်းကိုဖတ်နေပါတယ်ဒါကိုသိသွားတဲ့နင်ညာတွေလည်းခေါင်းမိတောက်ကုန်ပြီးနာရူတိုကိုလိုက်ရှာကြပါတယ်အဲ့ဒီနေရာကိုအီရူဂါဆန်ဆဲရောက်လာတော့နာရူတိုကသူဒီစာလိတ်တွေကဂျူဆူတစ်ခုကိုတက်တာနဲ့စာမေးပွဲအောင်လိုက်မယ်လို့မီဇူကီကပြောတာကြောင့်ဒီမှာလေ့ကျင့်နေတာလို့ပြောပါတယ်အဲ့အချိန်မီဇူကီရောက်လာပြီးတော့အီရူဂါကိုတိုက်ခတ်ကနာရူတိုစီကလှုပ်ဝက်စာလေးကိုတောင်းပါတယ်နာရူတိုကမပေးတဲ့ကြောင့်လွန်ခဲ့တဲ့12နှစ်ကကိစ္စကိုပြောပြလိုက်ပါတယ်တကယ်တော့၄ယောက်မြောက်ဟိုကာကမြေခွေးမိတ်ဆာကိုမွေးကင်းသားကလေးနာရူတိုရဲ့ကိုယ်ထဲမှာချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်အဲ့ညမှာပဲအီရူဂါရဲ့မိဘတွေလည်းမြေခွေးလက်ချက်ကြောင့်တေခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲရွာမှာရှိတဲ့လူတိုင်းကနာရူတိုကိုမိတ်ဆာတကောင်မကောင်းဆိုးဝါးတကောင်ရွာကိုဖျက်ဆီးမဲ့သူတယောက်အဖြစ်မြင်ပြီးဝိုင်းကျင်ထားကြတာဖြစ်ပါတယ်ဒါပေမဲ့အီရူဂါသူ့လိုပဲမိဘမရှိကြီးပြင်းလာတဲ့နာရူတိုရဲ့ခန်းစားချက်တွေကိုနားလေတာကြောင့်လူတိုင်းရဲ့အာရုံစိုက်မှုကိုလိုချင်လို့စိုးသွမ်းနေတဲ့နာရူတိုဘက်ကအမြဲရည်တည်ပေးခဲ့တာဖြစ်ပါတယ်အခုလည်းမီဇူကီပြစ်လိုက်ရဲ့စက်ကြောကိုနာရူတိုအစာဝင်ခံပေးပြီးကဲလိုက်တာကြောင့်နာရူတိုပြေးလို့ရသွားပါတယ်တကယ်တော့မီဇူကီကနာရူတိုကိုတက်ပြီးတော့လှုပ်ဝက်စာလေးကိုလိုချင်နေတာဖြစ်ပါတယ်အခုလည်းတေကန်နီးအခြေအနေမှာတော့အီရူဂါနာရူတိုကိုကာကွယ်ပေးနေပြီးတရွာလုံးကထင်တယ်လို့မိတ်ဆာတကောင်မဟုတ်ကြောင်းပြောနေပါတယ်ဒါကိုချောင်းနှောင်းထောင်ပြီးငိုနေတဲ့နာရူတိုကနေရာထွက်လာပြီးသူ့ရဲ့ဆရာကိုကာကွယ်ပေးပါတယ်ပြီးရဲ့နောက်လက်တင်ငေတာတစ်ခုကိုလှုပ်လိုက်တဲ့အချိန်နာရူတိုတွေထောင်ထဲချီထွက်လာပါတယ်အဲ့ဒါကထက်ဆင့်ကိုဘွားဂျူဆူဖြစ်ပြီးအကြီးတန်းနင်ညာတွေတောင်မသုံးနိုင်တဲ့စာလိတ်ထဲကလှုပ်ဝက်ဂျူဆူတစ်ခုဖြစ်ပါတယ်မီဇူကီကိုအမောက်သိပ်ပြီးချိန်မှာတော့နာရူတိုကအရင်ဟိုကာကဲတွေထက်တာတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့အီရူဂါစိတ်ထဲကရေရွတ်နေပါတယ်အဲ့ညမှာပဲနာရူတိုကိုနိုဟာနင်ညာတွေရဲ့အဓိကပြရုပ်ဖြစ်တဲ့တရွက်ပုံခေါင်းစည်းကိုပေးပြီးအငယ်တန်းနင်ညာအဖြစ်ယာရူတိုပေးလိုက်ပါတယ်ဒါတွေအကုန်လုံးကိုရွာရဲ့တတိယမြောက်ဟိုကာကဲဖြစ်တဲ့ဟီရူဆန်ဆာရူတိုပီကဖန်လုံးပေါ်ကနေကြည့်နေပါတယ်နောက်တရက်နင်ညာမှတ်ပုံတွေမှာပြောင်းချောချောပုံရိုက်ထားတဲ့အတွက်ရွာရဲ့တကြီးဖြစ်တဲ့တတိယမြောက်ဟိုကာကဲကနာရူတိုကိုခေါ်ဆိုပါတယ်ဒါပေမဲ့ကြည့်နေပုံကတယောက်ယောက်နဲ့တူနေတာကိုသတိထားမိသွားပါတယ်နာရူတိုကတော့သူ့ဗီဇာအတိုင်းတကြီးကိုလည်းဆက်စီဂျူဆူနဲ့ပြန်ဖျဲလိုက်ကြကြောင်းရွာတကြီးလည်းနှာခေါင်းသွင်းရှင်သွားပါတယ်အဲ့ဒီအချိန်အခန်းပြင်မှာလောက်ကျန်သူတယောက်ရှိနေပါတယ်အဲ့ဒါ